အားလုံးပဲမင်္ဂလာပါရှင် idea share ပါတော့ရနာ page ကနေပြန်နေကြလိုက်ပါတယ်ကျွန်မဒီတက်လို့ဗီဒီယိုလေးတွေနည်းနည်းတင်ဒါကျဲသွားတဲ့ဟာကကျွန်မအကြောင်းကိစ္စလေးနည်းနည်းပြင်ဆင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒါဗီဒီယိုမရိုက်ဖြစ်သွားတာပေါ့နော်ဒါပေမဲ့ဗီဒီယိုနောက်ပိုင်းကတော့ကျွန်မ subtitle လေးလည်းထိုးပေးတာဖြစ်တဲ့အခါကျတော့လေဗီဒီယိုလေးတွေကြည့်ချင်တဲ့သူတွေလည်းပုံများတာကြောင့်ဗီဒီယိုပြန်တင်ပေးပါဆိုတော့ကျွန်မစူးစမ်းပြီးတော့ရိုက်ပေးထားပါတယ်အဲ့တော့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ခလေးတွေ screen time များတာလားဒါမှမဟုတ်လို့ရှိရင်ခလေးက ADHD attention deficit hyperactivity disorder ပေါ့နော်အဲ့ဒါဖြစ်နေတာလားကျွန်မတို့ဘယ်လိုခွဲခြားမလဲဆိုတော့အချက်ကလေးတချို့ကိုကျွန်မပြချင်ပါတယ်ဒီဘက်ကကလေးတော်တော်များများကကျွန်မတို့ဒီမိဘတွေပေါ့နော်ကလေးဆိုတာမိဘတော်တော်များများ ADHD လို့တန်တရားရှိကြတယ်ပေါ့နော်ကလေးတွေကိုကျွန်မကလေးဒီ ADHD ဖြစ်နေတာလားမသိဘူးကျွန်မကလေးက autism ဖြစ်နေတာလားမသိဘူးစသဖြင့်ပေါ့ဒါပေမဲ့ဒါတွေအဲ့လိုအရန်စိတ်မပူခင်မှာကျွန်မတို့ဒီအဓိကအိမ်မှာကလေးကိုဘာတွေလုပ်ပေးနေလဲလုံမပေးဖြစ်ဘူးလဲဆိုတဲ့ဟာလေးတွေလည်းနည်းနည်းကြည့်ရမယ်ပေါ့နော်အခုအဓိကပြောမှာကြတော့ကျွန်မ screen time နဲ့ ADHD နဲ့ကိစ္စပေါ့နော်အဲ့တော့ ADHD ဆိုတာဒီ screen time များလို့ parenting မှားလို့ခလေးကိုကောင်းကောင်းလေ့ကျင့်ပေးလို့မကြည့်ပေးလို့ဖြစ်တဲ့ဟာမျိုးမဟုတ်ပါဘူး ADHD ဒီ genetics ပေါ့နော်ကျွန်မအောက်မှာလဲကျွန်မအမြဲတမ်းပြောထားတဲ့ဟာလေးတွေရောဗီဒီယိုလေးတွေရောစာလေးတွေရောစောင်းမလေးတွေရောကျွန်မ comment မှာအမြဲတမ်း link တိုက်ပေးနေကြပါအခုလည်းကျွန်မ tag လုပ်ပေးထားပါမယ် ADHD ဆိုတာဘာလဲ autism ဆိုတာဘာလဲဘာကြောင့်ဖြစ်လဲစသဖြင့်ပေါ့နော်အဲ့တော့ ADHD ဒီ genetics ကဖြစ်ပါတယ်သူတို့ဒီမိခင်ဝမ်းထဲမှာကလေးကဒါပါလာတယ်ပေါ့နော်မိဘမျိုးနဲ့လည်းသက်ဆိုင်တတ်တယ်တခါလေကြားလို့ရှိရင်မိဘတွေမှာလည်းပါနေတတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ဖြစ်တာမိဘဒီပြောထောင်မှုကြောင့်တော့ screen time ကြောင့်တော့မဟုတ်ဘူးဒါပေမဲ့ screen time အလွန်များတဲ့ကလေးတွေက ADHD နဲ့ဆင်တူတဲ့လက္ခဏာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီတော့ကလေးတွေမှာအဓိကကျမတို့ကဘာနဲ့ခွဲမလဲဆိုတော့ ADHD ဒီသူကဘာကြီးကိုကျွန်မအများနဲ့ပြောနေကြ autism ကလေးငယ်တွေ ADHD ကလေးငယ်တွေသူတို့ကကဘာကြီးကိုသူတို့မြင်တဲ့အမြင်မတူဘူးပြီးတဲ့ခါကျတော့ပတ်ဝန်းကျင်ကပေးလာတဲ့အချက်ပြတန်နေပတ်ဝန်းကျင်ကသူတို့ကိုပေးတဲ့လှုံ့ဆော်မှုတွေဒါတွေအကုန်လုံးကိုသူတို့ကတာမန်လူတွေလိုမျိုးခံစားရတာမျိုးမဟုတ်ဘူးတချို့ဟာတွေဒီသူတို့အတွက်အရန်နှိမ့်နေပြီးတော့တချို့ဟာတွေသူတို့အတွက်အလွန်မြင့်နေတယ်တချို့အတန်တွေကတာမန်လူနေနဲ့ကြော်သွားလိုက်လို့ရပါမယ်သူတို့အတွက်ကအဲ့အတန်တွေကကြော်သွားလို့မရတဲ့ဟာမျိုးပြီးတဲ့အခါကျတော့တချို့အရာတွေကတာမန်လူမြင်လို့ဘာမှမဖြစ်ပေမဲ့သူတို့အတွက်ကတော့အဲ့ဒါကြီးကအရန်ကိုသူတို့အတွက်အနှောက်အယှက်ဖြစ်နေတာမျိုးဒါမျိုးတွေပေါ့နော်အဲ့တော့ဒီအုံနောက်ရဲ့ဒီ wiring system ဒီအုံနောက်မှာဖြစ်နေတဲ့အတွင်းထဲကလာတဲ့ဒီ system တွေကနေပြီးတော့ဖြစ်တာပေါ့နော် ADHD ကတော့ screen time ကကြတော့အဲ့လိုမဟုတ်ဘူး screen time ဆိုတော့ screen ကြောင့်ကိုဖြစ်တာကျမတို့ဒီဖုန်းမကြည့်ဘူးခလေးကိုဖုန်းမပြဘူးပြောနေပေမဲ့ tablet ပြနေတာလား TV ပြနေတာလားဒါတွေအကုန်ပါတယ် screen time ဆိုတာတချို့ကကြတော့လေခလေးကိုဖုန်းပြဘူး no screen time လို့ပြောပြီးဒါပေမဲ့တကယ်တမ်းခလေးကို tablet ကြီးနဲ့ iPad ကြီးနဲ့ပြထားတာမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့ ADHD ဖြစ်နေတဲ့ကလေးတွေဒီ screen time short ချင်းမ short ချင်းနဲ့တိုက်ရိုက်မသက်ဆိုင်ဘူးဒါပေမဲ့ screen time ပြရင်ပိုဆိုးတတ်တယ် screen time မပြလို့တဲ့သူဒီ ADHD ရဲ့လက္ခဏာတွေဒီညော့မသွားဘူးဒါပေမဲ့ screen time ကလေးတွေကကြတော့တိတာတယ် screen time အရမ်းများတဲ့ကလေးတွေကကြတော့ screen time ရက်လိုက်တာနဲ့ short လိုက်တာနဲ့သူက ADHD နဲ့တူနေတယ်ဆိုတော့လက္ခဏာတွေပျောက်သွားတယ်ပေါ့နော်ဥပမာဘယ်လိုပြောမလဲစကားပြောနောက်ကျတာပြီးတော့စကားတွေကိုနားမလဲတာပြီးရင်ပြန်ပြီးတော့ response မလုပ်တာ response ဆိုတာကသူ့ကိုခေါ်လို့ရှိရင်လှည့်မကြည့်ဘူးဒါပေမဲ့အဲ့ဒါဒီဘာလို့လဲ तू က screen time များနေတာအဲ့ screen time ကိုပဲအရင်အာရုံစိုက်နေတာ तू screen ကြည့်နေတဲ့အချိန်မှာ तू ဒီဘယ်ဟာကိုမှအာရုံမရဘူးအချိန်ပြည့်သူ့ခေါင်းထဲမှာ तू ကဒီ screen ကိုကြည့်ချင်နေတာအဲ့တော့ဒီလိုကလေးမျိုးဆိုရင်ကျမတို့ဒီ screen time short တာဖြစ်ဖြစ်ရက်တာဖြစ်ဖြစ်လုပ်လိုက်တာနဲ့ तू ဒီတခြားအရာတွေအကုန်လုံးပြန်ပြီးစိတ်ဝင်စားလာလိမ့်မယ်အဓိကတော့ဒီ screen ကိုရပ်ဖို့ရယ်သူ screen မရတော့တဲ့အချိန် screen ကိုဖြတ်လိုက်တဲ့အချိန်တွေမှာအရန်တောင်းရမ်းတဲ့ဟာတွေကိုကျမတို့ထိန်းနိုင်မှုပဲအဓိကလိုတာပေါ့နော်အဲ့တော့ screen time များတဲ့ကလေးတွေကိုဆိုလို့ရှိရင်သူတို့ရဲ့ behavior ပေါ့သူတို့ဒီအပြုအမူတွေအကုန်လုံး screen နဲ့ပတ်သက်ပြီးတော့ပဲဖြစ်တာများတယ်ပြီးတဲ့အခါကျတော့ခုနကပြောသလို screen ရက်လိုက်တာနဲ့သူတို့ဒီပြန်ပြီးတော့အပြုအမူတွေတိုးတက်လာတယ်အဲ့ဒါကရက်ပိုင်းနဲ့လည်းသိတာတယ်
2ပတ်3ပတ်4ပတ်တလားအဲ့လိုမျိုးဆိုရင်လည်းတအားတိတာတယ်ပေါ့နော်ဒါပေမဲ့ ADHD ကလေးတွေကြတော့မတူဘူးဘယ်အချိန်ဒီမှာပဲဖြစ်ဖြစ်သူတို့ဒီအာယုံမဆိုင်နိုင်ဘူးပြီးတော့ဒီတစ်ခုခုဆိုလဲသူတို့ကြာထိုင်ပြီးတော့မစော့နိုင်ဘူးငြိမ်ငြိမ်မနေနိုင်ဘူးပြီးတော့ energy အရန်သုံးချင်တယ်တစ်ချိန်လုံးပြေးလွှားစော့ကစားလိုရာထက်ပို့ပြီးတော့အရန်အဲ့လိုငြိမ်ငြိမ်မနေချင်တဲ့ဟာမျိုးပေါ့နော်ဒါမျိုးလက္ခဏာတွေရှိတယ်screen time များတဲ့ကလေးတွေကြတော့ကျွန်မခုနကပြောလို့ပဲscreen time ကိုလုံးဝ short လိုက်ရင်ရက်လိုက်ရင်အဆင်ပြေတယ်ဒီ screen time နဲ့ပတ်သက်တဲ့ဆောင်းပါးတွေလည်းအောက်မှာကျွန်မ link တွဲထားလိုက်မယ်ပေါ့နော်အဲ့တော့ screen time ကကျွန်မတို့ဒီဖြစ်နိုင်ရင်တစ်နှစ်ခွဲထိမှလုံးဝ no ပါ zero screen time မှာပြီးတော့တကယ်တမ်းတော့ဖြစ်နိုင်2နှစ်အထိတောင်မှလိုသေးတယ်2နှစ်အထိထားနိုင်ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အကြောင်းကြောင့်ပေးရမယ်ဆိုတော့ကျမတို့ဒီတစ်နှစ်ခွဲကနေမှစလို့အဆင်ပြေပါမယ်နောက်တစ်ခုက screen မှာအခုနောက်ပိုင်းကျမတို့ဒီကလေးတွေကို TikTok တို့Facebook တို့ Instagram တို့အဲ့ဒါမျိုးတွေပေးပြတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ကလေးတွေကသူက brain ကသူတို့အုံနောက်ကအရန်လိုရာထပ်ပို့ပြီးလွန်ကျူးကိုလုံဆော်မှုများတယ်stimulate over stimulate ဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့လူကြီးအောင်မှလည်းကျမတို့ဒီ scroll လောက်တာကိုဆွဲလန်းနေလေစက်တိုက်အဲ့လိုမျိုးပြောင်းနေတဲ့ဟာတော့ဒီကလေးလေးတွေရဲ့အုံနောက်ကအဲ့လောက်ဒီလိုမျိုးအရန်အပြောင်းလဲများတဲ့တောင်သူတို့မခံနိုင်ဘူးအဲ့လိုစက်တိုက်တစ်ခုပြီးတစ်ခုပြောင်းပြီးတော့လုပ်နေတာဒီသူ့ကသူမကြည့်ဘူးဆိုလဲလူကြီးဘေးနားမှာကြည့်နေအဲ့ဒါဒီအလွန်အနေရများတယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုသတိထားပါအဲ့တော့ဒါကတော့ကျွန်မ very basic ပေါ့နော်အလွန်အခြေခံကြတဲ့အချက်လေးကိုကျွန်မအရင်ဆုံးပြောချင်းဖြစ်ပါတယ် ADHD နဲ့ screen time ရတဲ့ကလေးနဲ့ဘယ်လိုခွဲရမလဲဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးရတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘာလို့လဲဆိုတော့တချို့မမေတွေကလေတစ်နှစ်လောက်မှာscreen time 2နာရီလောက်တွေပါဖြစ်နေပြီးတော့သူတို့ကခဏနေတော့ကလေးကစကားမပြောလို့တို့ ADHD လားမသိဘူးတို့ဆိုတဲ့ဟာမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေအတွက်ကိုကျွန်မဒီဗီဒီယိုလေးလုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့မသိသေးတဲ့လူတွေရှိရင်လည်းပြောပြပေးဖို့ညွှန်လင့်ပါတယ်အဲ့တော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်